မှန်ပြီတလောက်ဒီ cycle battery လေးကဒါအားလာသွင်းထားတဲ့ဦးဗျကြာပြီလာလဲမယူကျွန်တော်ဦးဟောင်းတစ်လုံးနေနဲ့ပြောရင်ဆိုကောင်းတယ်လို့ပြောလို့ရတယ်ကောင်းတယ်လို့ပြောလို့ရတယ်လာမယူတာကိစ္စမရှိဘူးဟိုတလောကလည်း customer ကလာမယူဗျအဲ့တော့ကျွန်တော်ကဦးကဘသူ့ကိုမှားပေးလိုက်တယ်မသိဘူးအဲ့တော့ကျွန်တော်ထည့်အဆင်ပြေလောက်မဲ့တစ်လုံးနဲ့ထည့်ပေးလိုက်တော့မနိုးဘူးတဲ့မနိုးဆိုတော့ तू ကငကိုကနိုးလာဆိုတော့ငကိုကလည်းမကောင်းဘူးဦးကဖောင်းနေရတွင်းလို့မရတော့ဘူးလို့တောင်ကျွန်တော်ကညင်းပြီးသားတွင်းထားပေးပါဆိုလို့ကျွန်တော်ကယူထားပေးလိုက်တာဘယ်နိုးမလဲ तू ကတရုတ်ပလစ်မှာတက်တယ်ဗျဘယ်ဘိတ်မှာတက်တယ်လဲဆိုတရုတ်ပလစ်မှာတက်တာဒီလို7တက်တဲ့ဟိုမှာကျွန်တော်ဒီ4 1လေးတက်တာအဲ့လိုတွေရှိတယ်ဗျကျွန်တော်ကအားကြောင့်မို့ခုနောက်ပိုင်းဆိုလို့ချင်းဒီလဲအသွင်းဦးတွေအပ်ထားတဲ့ဦးတွေ10ကျော်တောင်းမြူးဆိုပြီးတော့ရေးပြီးတော့ကတ်တာယူချင်းမြူးချင်းတွေ10ကျော်တောင်းမြူးအဲ့လိုလာအားသွင်းတယ်ဆိုလို့ချင်းလဲလာယူနော်တရက်နေ့အတွင်းလာယူနော်ရက်ကြသွားကျွန်တော်တောင်းမြူးပြောတာဟိုမနေ့ကဆိုကျွန်တော်ဒီဘူးကွန်ပါမလားလို့တယ်လာရတော့ဘူးကွန်ပါတယ်အဲကျွန်တော်ဘာဖြစ်လဲဆိုတော့ပိတ်တဲ့ချိန်လာရောင်းထားတဲ့ဦးထင်လို့ဆိုပြီးကျွန်တော်ကချက်ခွန်နေထုတ်ပြီးရှင်းလိုက်တာရှုပ်လို့ဖုံးဆက်ပြီးလန့်ပြောအဲ့ဘူးကွန်ကဘာလို့ထုတ်เสียလိုတာတော့ဘာလို့အဲ့ဘူးကွန်ကပါမလားတော့အရင်တော့ဆိုရင်ကျွန်တော်စာပစ်ကတော့မယူဒီတိုင်းသွင်းပေးတာအဲ့လိုတွေရှိတယ်အဲ့တော့အားလာတဲ့နဲ့ဆိုရင်နေ့ရက်သွင်းတွင်လာယူပါရက်ကြွားရဆိုကျွန်တော်လည်းမတတ်နိုင်ဘူးတို့ပြီးမကောင်းတဲ့တော့လုတ်ပေးရတာပဲရက်ကြကြီးလာထားတာမျိုးကျွန်တော်အဆင်မပြေပါဘူးတန်တန်လည်းပြောထားပြီးသားပါ